9 3ချက်ရိုက်တယ်နောက်ပဲဒီမှာလဲ9 3ချက်ဒီပြန်ရိုက်တယ်ဒီမှာလဲ9တွေဒီမှာလဲ9တွေဒီမှာလဲ9တွေပြန်ရိုက်တယ်အဲ့တော့နှလုံး9နှလုံး9နှလုံး9နဲ့သွားထားတယ်ဒါဒီ9တွေကိုဒီ9နဲ့ပြန်သွားဒီ9တွေကိုဒီ9နဲ့ပြန်သွားနောက်တဲ့ဒီ9ကိုဒီ9နဲ့ပြန်သွားချင်တာအဲ့မှာ4ပိတ်အဲ့4ပိတ်ထိလိုက်တာ ਨੇ ဒါကျွန်တော်တို့အပေါ်က8 9 8 1 9ဆိုတဲ့5ကတ်8 9 8 1 9ဆိုတဲ့ကဏ္ဍ8ရယ်9ရယ်8ရယ်1ရယ်9ရယ်လို့ဖြစ်သွား8 9 8 1 9အဲ့မှာ8 9 8 1 9အဲ့တော့ဒီလိုသွားချင်တာမိတ်ဆွေများ8ရယ်9ရယ်8ရယ်1ရယ်9ရယ်လို့သွားချင်တာအဲ့မှာ4ပိတ်ဒါ4ပိတ်ကတော့ဒါတော်တော်ကြီးပေါ်တယ်ဗျဒါမိတ်ဆွေများဒါကြိုက်ရင်3ပါမျိုးရေမျိုးဟေးမျိုးမီးလိုက်ထောင်းနောက်တော့ဒီမှာ330ဆိုတော့ကဏ္ဍရှိရ3 3ည3ည3 3ည3ညရဲ့ပါဝါဒီ3ရဲ့ပါဝါ8လို့ရိုက်တာဒီ3ညရဲ့ပါဝါ9လို့ရိုက်တာဒီ3ညရဲ့ပါဝါ9လို့ရိုက်တာ8ရယ်9ရယ်9ရယ်8 9 5ဆိုတဲ့ကဏ္ဍဒီမှာရောက်ပြီအဲ့တော့ကျွန်တော်တို့က8 9လို့သွားခြင်းအဲ့မှာ4နောက်ပဲဒါအဲ့ပုံစံမျိုးတွေနောက်ဒီပုံမှာမိတ်ဆွေများဒါအပေါ်ကနေလမ်းထောင်မှာ3ရယ်2ရယ်4ရယ်ဆိုတော့3 2 4လာခဲ့တော့က3 2 4 3កောင်လေဒါစီနီယံပြောင်းမြန်ကြီးဒါ1 2 4 3ဒါစီနီယံပြောင်းမြန်ကြီး1 2 3လေးကို3 2 4တဲ့3 2 4ရဲ့ပါဝါ8ခွန်9လို့သွားထားတာဒီမှာ8တဲ့ဒီမှာခွန်တဲ့ဒီမှာ9လို့သွားတာ8ခွန်9အဲ့8ခွန်9ကိုဒီမှာတွေ့တယ်8ရယ်ခွန်ရယ်9ရယ်လို့ဖြစ်သွားဒီမှာ8လို့ရိုက်ပြီအဲ့တော့3နဲ့ပြန်သွားမှာဒီမှာခွန်လို့ရိုက်ပြီအဲ့တော့2နဲ့ပြန်သွားမှာဒီမှာ9လို့ရိုက်ပြီအဲ့တော့4နဲ့ပြန်သွားချင်တာအဲ့မှာ4ပိတ်ဒါမိတ်ဆွေများဒီပင်လေးကမှတ်မိအောင်မထင်နဲ့ဗျဒါမိတ်ဆွေများဒါကျွန်တော်တို့9ထိပ်လေးရတဲ့အပင်ဒါမိတ်ဆွေများဒါနည်းနည်းလေးပြန်ပြောပြမယ်ဆိုတော့ဒီ3လုံးပေါင်းနဲ့ခွန်ကိုဒီခွန်နဲ့ဖြစ်တာဒီ3လုံးပေါင်းနဲ့6ကိုဒီ6နဲ့ဖြစ်တာဒီ3လုံးပေါင်းနဲ့9ဒီ3လုံးပေါင်းနဲ့ခွန်ကိုဒီခွန်နဲ့ဖြစ်တာဒီ3လုံးပေါင်းနဲ့1ကိုဒီ1နဲ့ဖြစ်တာအဲ့ပုံစံမျိုးအဲ့ကြဒီခွန်ကိုဒီခွန်နဲ့ထည့်တော့ကဒီမှာ4ကိုပုံဖြုတ်လိုက်လို့ရှင်ဒီ3ကဒီ3ဖြစ်နေတယ်ဒီ30ကဒီ30ဒီ9ကဒီ9နောက်ထပ်ဒီ9ကဒီ9 3 3ည9 9ဆိုတဲ့ကဏ္ဍ3ရယ်3ညရယ်9ရယ်9ရယ်3